မြေအောက်ရေတယံဇာတကိုချိန်ချောက်လာတဲ့တရှုနှစ်ပြောအရင်ကတောက်သုံးခဲ့ကြတဲ့ရေရင်းမြစ်တွေညှဉ်းညမ်းသွားတာကြောင့်ဒေသခံတွေတောက်သုံးရေရှားပါတာနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။နောက်ပြီးတရှုနှစ်ပြောစတင်စိုက်ပျိုးတာကနေအတီးကူးဆွချိန်အထိပလတ်စတစ်အိတ်တွေကိုပေါ်ပေါ်တီတီသုံးဆွဲခဲ့ကြပါတယ်။အပင်ကနေနှစ်ပြောခိုင်စထွက်ပြီးဆိုတာနဲ့ပလတ်စတစ်အိတ်တွေအထက်ထပ်ဖုံးအုပ်ထားကြပါတယ်။ဒီပလတ်စတစ်အိတ်တွေဟာတန်ချိန်ထောင်ကြီးရှိပြီးစွန့်ပစ်အိတ်တွေကိုအလွယ်တကူမိရှို့ဖျက်ဆီးကမြေမြုပ်ပစ်ကြပါတယ်။အဲ့ဒီနောက်မှာတော့မြေစီလွှာထဲမှာပလတ်စတစ်တွေပြည့်နှက်လာပြီးဒေသခံတွေမှာတခြားသီးနှံတွေစိုက်ပျိုးလို့မရအောင်မြေစီလွှာပျက်စီးတာတွေနဲ့ကြုံတွေ့ခံစားနေကြရပါတယ်။ကျန်းမာရေးထိခိုက်မှုအရှုနှစ်ပြောစိုက်ခင်းတွေမှာပတ်ဝန်းကျင်တဲ့လူတွေကိုထိခိုက်စေနိုင်တဲ့ကာဘိုဖြူရန်ပိုးသက်ဆေးတွေကိုသုံးစွဲနေကြပေမဲ့အလုပ်သမားတွေဟာကာကွယ်ရေးပစ္စည်း PPE ဝတ်စုံတွေမပါဘဲဓာတုပစ္စည်းတွေကိုကင်တွယ်နေကြရတာကြောင့်အလွန်ဆိုးရွားတဲ့ရောဂါတွေကိုရင်ဆိုင်ခံစားနေကြရပါတယ်။အဲ့ဒီဓာတုပစ္စည်းတွေကင်တွယ်နေရတာကြောင့်အရေပြားနီမြန်းတာအပူလောင်တာနဲ့မျက်လုံးနာကျင်ရရန်တာကိုဖြစ်ပေါ်စေပါတယ်။အမွှေးတွေကိုရှူရှိုက်မိမယ်ဆိုရင်ခေါင်းမူးတာ၊ကတွင်းပြက်တာပြုတ်အန်တာနဲ့ဝမ်းပြက်ဝမ်းလျှောစတဲ့အစာအိမ်နဲ့ဥလန်းကြောင်းဆိုင်ရာပြဿနာတွေခံစားရနိုင်ပါတယ်။ဒီလိုအလွန်စိတ်ပြင်းတဲ့ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုများလာမယ်ဆိုရင်တော့နောက်ဆုံးအသက်သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မျိုးသမီးတွေအနေနဲ့လည်းကိုယ်ဝန်ပြက်ကြတာတွေဖြစ်ပေါ်ခံစားရနိုင်ပြီးမွေးဖွားလာတဲ့ကလေးတွေမှာလည်းကိုယ်လက်အင်္ဂါချို့ယွင်းတာတွေပါဖြစ်ပေါ်စေနိုင်ပါတယ်။အဲ့ဒီတရှုနှစ်ပြောစိုက်ခင်းနီးပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ကလေးငယ်တွေဟာဆိုရင်အုံနောက်အတွင်းအရေတယ်ပြီးဦးကောင်းကြီးလာသလိုမျိုးပြင်းထန်တဲ့ယောဂါတွေကိုကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ရေရှည်ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ကင်ဆာယောဂါနဲ့နာတာရှည်ကြောက်ကပ်ယောဂါဝေဒနာတွေကိုပါဖြစ်ပေါ်ခံစားရနိုင်ပါတယ်။တရှုနှစ်ပြောစိုက်ခင်းတွေမှာဓာတုပစ္စည်းအလွန်ကျွံသုံးဆွဲနေတာဟာဒေသခံတွေနဲ့အလုပ်သမားတွေရဲ့လက်ရှိကျန်းမာရေးအတွက်သာမကရေရှည်ဘဝလုံခြုံမှုနဲ့မျိုးဆက်သစ်တွေရဲ့ကျန်းမာရေးကိုပါချိန်ချောက်လို့နေပါပြီ။